ပိုပြီးမုန်းတယ်မြန်မာအစိုးရကလည်းဒီ online လိမ်လည်မှုသည်လူအများစုအပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုအဖြစ်သတ်မှတ်တယ်ဆိုတာကိုအသိပေးပြောကြားလိုပါတယ်ဒီ online လိမ်လည်မှုရာဇဝတ်မှုတွေနဲ့ပြစ်မှုကျူးလွန်ခဲ့သူများကိုကျွန်တော်တို့အစိုးရအနေနဲ့ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ် no second chance ဒုတိယအကြိမ်အခွင့်အရေးလုံးဝမရှိပါဘူး no political or personal protection ပုဂ္ဂိုလ်ရေးအရာတော်၎င်းနိုင်ငံရေးအရာတော်၎င်းလုံးဝအကာအကွယ်ပေးသွားမှာမဟုတ်ပါဘူးလေလေမှု online scam online လောင်းကစားမှု online gambler တွေဟာလူအများစုအပေါ်မှာကျူးလွန်တဲ့ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်ကြောင်းကျွန်တော်တို့မြန်မာနိုင်ငံအစိုးရကသတ်မှတ်ပါတယ်ကျွန်တော်တို့အစိုးရရဲ့မူဝါဒတွေ zero tolerance policy ပါနည်းနည်းလိမ်သည်ဖြစ်စေများများလိမ်သည်ဖြစ်စေခွင့်လွှတ်မှုမရှိရေဆုံးရေဖြားလိုက်လံခြေမုံမှာဖြစ်ပါတယ်